ရွှေထက်ရှားတဲ့တဘာဝဂျယ်လီအုံသီးအုံပင်တွေပေါများနေတဲ့အပူပိုင်းဒေသတွေမှာရွှေထက်ရှားတဲ့အုံသီးတစ်မျိုးရှိပါတယ်။ဒီအရာကတော့အုံပင်အပင်တစ်ထောင်မှတလုံးတွေ့ရတတ်တဲ့အုံသီးမျိုးဖြစ်ပါတယ်။တာမန်အုံသီးတွေဟာအခွန်စိမ့်ရင်အရေးရွှမ်းပြီးအရေးမရှိတော့ရင်တော့အုံဆံမမသာကြန့်ရှိနေတတ်ကြတာပါ။ဒါပေမဲ့ဒီအုံသီးကတော့တဘာဝအတိုင်းအတွင်းမှာဂျယ်လီလိုခက်ဆိတ်ဆိတ်အရာရှိနေတာပဲဖြစ်ပါတယ်။ပြပြနှစ်နှစ်နဲ့စားခြင်းစပွဲကောင်းတဲ့ရှားပါအုံသီးမျိုးစိတ်မာကိုပိုနိုအုံသီးတွေဟာအရှိတောင်အာရှရဲ့နိုင်ငံတွေထဲကတစ်ခုဖြစ်တဲ့ဗီယက်နမ်နိုင်ငံမှာသာထွက်ရှိတာပဲဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံရဲ့နာမည်ကြီးအပူပိုင်းအသီးတစ်မျိုးဖြစ်ပြီးဒီအုံသီးမျိုးကိုပုံစံမျိုးစုံပြုလုပ်စားနိုင်ကြတာပဲဖြစ်ပါတယ်။သူ့ရဲ့အပြင်ပုံပန်းသဏ္ဍာန်ကတော့တာမန်အုံသီးလို့ထင်ရပေမဲ့အမှန်တကယ်တော့အထဲမှာအခုလိုအရေးလည်းမဟုတ်အဆိုင်ခဲလည်းမဟုတ်ဘဲခက်ဖြစ်အယောင်ကြီးအုံနစ်တွေပါဝင်နေတာပဲဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံရဲ့နာမည်ကြီးထွက်ကုန်ဆိုပေမဲ့လည်းထွက်အားနည်းတဲ့အသီးမျိုးဖြစ်တာကြောင့်အုံပင်ဧကများစွာစိုက်ပျိုးမှာထုတ်လုပ်နိုင်ကြတဲ့အသီးဖြစ်ပါတယ်။ဒီလိုမျိုးအုံရည်အစာအုံနစ်ပါဝင်တဲ့မာကိုပိုနိုအုံသီးတွေကိုအစာပြေလို့စားသုံးနိုင်ကြပြီးစက်ရုံတွေမှာမုံမျိုးစုံဖြစ်လဲထုတ်လုပ်လာကြတာပါ။မာကိုပိုနိုအုံသီးတွေကိုအသုံးပြုပြီးထုတ်လုပ်ကြတဲ့ဗီယက်နမ်မုတ်တွေဟာအချို့ပွဲတွေမှာအများဆုံးအသုံးပြုကြပြီးတော့တော်ဖီနဲ့ချိုချင်းအုံကဲတွေအဖြစ်ထုတ်လုပ်ကရောင်းချတာပဲဖြစ်ပါတယ်။မာကိုပိုနိုအုံသီးကိုတော့ဘလော့ဂါတွေစားပြကြသလိုတကယ်ပဲပြည့်နှစ်တဲ့အနှစ်ပုံစံဖြစ်မလားဆိုတာကိုသိရဖို့အတွက်ကိုယ်တိုင်ပဲဗီယက်နမ်မြေမှာစားကြည့်ကြဖို့အကြံပေးချင်ပါတယ်။အကြောင်းရင်းကတော့မြန်မာနိုင်ငံကိုမတင်သွင်းကြလို့ပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။